哎呀，Rainbow 带着嘛 zoo rainbow 哇 rainbow diamond 不老俾人咧 rainbow diamond。 $9 我 rainbow diamond ဘယ်နှလုံးပေးရမှာတော့လို့မေးနေရ $4 ဟာဒေါ်လာနဲ့မဟုတ်ဘူး rainbow diamond ၄ခုအေး ဆိုတာပဲ ဒီကြိုက်တဲ့ဆိုတာလေဆိုတာ ၄ခုဆိုလူ2ယောက်ဆို8ခုပေါ့နော် ဟုတ်တယ်ရတယ်လေဒီလို ဒီမှာဒီမှာ ရောအီတန်မဝင်လို့မရလား မရဘူး ဟဲ့ဘာလို့ဒီလိုပြန်ဖြစ် ပြေ သွား ပြေကောင်းပြေနောက် မပေးလိုက်ပြီ8ခုပေးလိုက်ပြီ ဒီမှာ ဟာပေးရပေးရ နောက်မှအီဒန် ဒီနားနေဝင်မယ်နော်ဖွင့်ပေးအောင်တကားလေးဖွင့်ပေးပါ โอเคဒီမှာ ကျေးဇူးပါအိုးဇူးတဲ့ဟေးမမီးတိုင်လေးနဲ့ဗာလေးပိုးကောင်လေးလာကြ ဒါဆင်းကျဲပေးမှာ ဒါဘာလို့ခေါ်လဲဒုနဲ့ပါ မိတိုင်းနဲ့တားတာတာ ဇူးက ဆက်ဆက်လေးကြီးနဲ့ ဇူးက TEE ဇူးတဲ့ TEE ဇူး T ဇူး T ဇူး T ဇူး Welcome to T ဇူးတော့မပါဘူးဟာအ ဒါ ဆိုင် က တော့ စိန်ဖြစ်ပါစိန် โอเค Okay ဒီမှာ zebra ရပါတယ် ကြည့်ပဲကြည့်ပါ zebra ဒီပလားတွေကိုကြည့်နော် โอเค အိုးမဝင်ကြည့်လို့ရနော်ဝင်ကြည့်လို့ရ မတက်ရဘူးလေစက်တူ တော့ပြည့်နေတယ် ဘယ်နာမှာဟာ တော့ပြည့်နေတယ်ဘယ်လိုလုပ်မှာလဲ ပြန်ပြန်လောက်ပါမယ် ဒါပါတော့အီဒန်ဒါပါတော့အီဒန် ဒါကငေးတော့ကြည့်ရတာလေဒါ ဟောဒီမှာဒါစင်နေပေါ့နော်စင်နေ ကျွန်တော်တို့ကဒီနားရောက်နေလေ ဒီမှာဇူးဆိုရဲ့စိုင်းမှုကဒီနားမှာထင်တယ်ဒီနားကနေပြီးတော့မှဒီနားမှာစင်ဒီနားမှာဟိုဟာ zebra တွေအဲ့တော့ဒီဘက်ကဘာလဲမသိဘူးအော်ဒီမှာတစ်ကလာဒီမှာတစ်ကလာလေးရှိရယ် ဈေးချို ဘာလို့ရိုက်နေရတော့ မရရအောင်နော်ထက်ရရင်တ ဒီ ည် ထဲဝင်ကြည့်တာအိုးမတစ်ကလာပေါက်စားလေးဟယ်လိုချစ်စရာလေး ကြည့်ကြမ်းထွက် မိုင်နော်မိုင် ကျွန်တော်ရဲ့ မကျွဲဟာကျွဲ ဒီမှာ ဒီနာစလိုင်းကဘယ်တော့ရောက်နေ မသိဘူးသူကလာအားပေးဟာ ငါတက်လိုက်ပြီ မလား ဟိုပြည့်ပဲဆက်သွားမလို့အိုးဒီမှာဘာတော့ switch ostrich တေးဟိုဒီဘက်မှာတမင်နေဟာတမင်နေဟိုဒီဘက်မှာဗာလေးကိုပန်းနာလေးဟာဟိုပန်းနာဟိုဘက်အပြင်ဘက်တွေထွက်နေ ဒါရော ဟာစလိုင်းလေးကလာအားပေးနေ ဟုတ်တယ် အဲ့ဘာလို့သွားပြီးတော့လုံနေတော့မသူတို့အားပေးနေအိုးဒီမှာဘာ parrots တေး eagle တွေဟာ ဟုတ်တယ် အိုး ညောက်တွေကတားချုံနဲ့တောင်းရရဲ့ပေးွားလို့ အိုးမြောက်တွေပြောက်သွားတယ်အိုး ပေးွားလို့ အဲ့မှာဒါ tigers တဲ့ အဲ့ အိုး ဒါ tiger အဖြူရောင်ပဲပါတယ်လေမောင်ပဲရောက်နေအောင်ဆရာ မလို့ရတာ သေသွား ကြောက်ွားတာ သေသွားတာ ကြောက်ွား သေသွား အဲ့မှာ tiger ဘာမှမလုပ်ဘူးဟာ ကြောက်ွား မရ ရေတကူးလို့ရနော်ဒီကြောင့်ကန် ဟေးလေမောင် tiger ပြောက်သွားပြီလေမောင် tiger ပြောက်သွားပြီ ဘောလာကြ ဒီကြောင့်ဒီ ကြာ ကြောင့် ဘောလာကြ ဇူးထဲမှာလား မဟုတ်ဘူးဒီကြောင့် အဲ့ direction တွေကိုမရရဘူးနော် ပြည့်ကုန်မလို့ ရမပါဘူး ဒီထဲမှာ ဟင် ဒီထဲမှာတူတူဘောလာကြ အိုးနောက်ဆောင်မယ်လေ တူတူပုံနဲ့ပြီးမှအေးဆေးဆော့ပါမယ်အခုဒီမှာဗီဒီယိုလေးမှာ direction လေးလိုက်ပြ ဟု လို့ တ်တယ်မခိုးတိုင်းကြည့်နေနော် အော်ဒီမှာရေမြင်းနေဟာရေမြင်းနေနော် crocodile ရှိတာ crocodile ရှိရ ဘယ်နှမှာလိုက်ပြပါ လာကြည့်ပါ အော်ဒီမှာဝုံနေဟာဝုံနေ ဘုံဘုံနေအောင်မွေးထားပါဒီနားလာကြည့်လိုက်ကြည့်ညောက်တွေစပွန်းလာရ နောက်တယ်မရှိဘူး နောက်တွေမရှိသေး ဘယ်နှမှာ crocodile ဒီဘက်မှာလားအိုးဟုတ်တယ်ဟိုမှာဟိုနားမှာ bro တွေ့လားအဲ့မှာမီချောင်းကြီးအမအမီးရေဒီဘက်ကပြမယ်အဲ့ဒီမီချောင်းကြီး မီးကြောင်းရှိရ ဒီမှာoh my god အိုးကြော ဒီ က်စ မှာ ရာ မို နော် င်းရှိလို့စပွန်းလာတယ် မချင်းသေးကျွန်တော်ချင်းသေး channel ဝင်ပြမယ်ချင်းသေး channel ဘယ်နားမှာအော်ဒီမှာချင်းသေးကျွန်တော်ချင်းသေး channel ဝင်ပြမယ်ချင်းသေး ပါလေ hello ချင်းသေးဟိုပေါက်စာလေးဟာချစ်စရာလေးမသူ့မင်းတို့ဆိုနေ ဟာအကောင်ကူ ယောက်ရေး bro တိကြလားမလေးချင်းသေးတွေအုပ်စုလိုက်နေတာကို pride လို့ခေါ်တယ်အဲ့ pride မှာချင်းသေးအထီးကအနည်းဆုံး2ကောင်လောက်ပါပြီးတော့ဟိုဟာအဲ့ပြီးတော့ချင်းသေးမတွေကတော့အများကြီးပါတယ်ဗျာဒီမကြီးပေါက်စာလေးချစ်စရာလေးကွာဟိုမှာယောက်ရေးချစ်တယ် so cute
နောက်ကလေးလေးဘယ်သွားမှာရောမင်းပါစားတော့မင်းသားစားလားဟဲ့သားစားလားဒါစားလားဟျောင်းရေးချင်းသေးကောက်ရိုးစားချင်းသေးခုမှမြင်ဘူးတယ်ရောကလေးလေးပဲကျွေးရမယ်မိဘကြီးကျွေးတော့မိဘကြီးအကြီးကြီးမလို့စားတားမယ်ဒိုင်းလို့6လက်လေးပေးမယ်ခဲတဲ့ဤတော်နေအာဘာရှောက်ပြောနေမှမသိဟိုဒီဘက်မှာရေးမြင်နော်ဟုတ်ပြီကွာဟိုလေဒီနားမှာလေဟိုကဘာလီယိုဘတ်တွေမျိုးစုအကုန်လုံးလေစုပြီးထားရလို့ကြားပွင့်တော့ရှိတာမသိရှိရဟိုနာတက်ပြီး no ဟိုဒီမှာလီယိုဘတ်တွေအများကြီးပဲအော်လီယိုဘတ်တယ်ဟုတ်ပြီ လီယိုဘတ်စာယောနာအဲ့ရေးဒီမှာစက်တဲ့ဒါချီတာကိုတက်ပြီးကိုဒါ clouded leopard clouded leopard ဒါ snowy leopard လားမသိဘူးဟုတ်တယ် snowy leopard နောက်မှလည်းတက်ပြီး leopard လား leopard လားမသိဘူးဟဲ့မိုးရလိုက်ကွာညဝေးတာကြီးဒါ panda black panda adventure ကားရ black panda ဒါရအဲ့ဒီမှာဒါဟိုရိုးရိုး leopard ရိုးရိုး leopard ကွာငါလည်းမသိဘူးကွာဒီမှာ clouded leopard ကနှစ်ကောင်ဖြစ်နေဘာလို့လဲမသိဘူးတော်ပြီလို့ secondary ပြေးမထွက်ကြနဲ့နော်တော်ပြီလို့စာရာပြေးဘာဖြစ်တာပြေးနောက်မှစကေဝဒီစိတ်ပေါက်လာလို့စကေဝဒီဟာစကေဝဒီရမှာဘာအများနဲ့လိုက်ပြင်းနေလောက်ကြပါစိတ်ပေါက်ရအေးဟိုစကေဝဒီဟိုဘာအဲ့ကဟိုနဲ့လိုက်ပြင်းနေတယ်မမမပြေဘူးဟိုငါ့ကိုမပြည့်ဘူးလေဒါမဲ့စစနာတခုကျွန်တော်ရေးကြီးရတခုပြောကြရှိတယ်ဗျာအဲ့တော့ဘာလဲဆိုတော့နင်းအဲ့မှာဘာလို့ရီးနေကြဘာလို့ရီးနေမရဘူးဟေပိုတော့မပြည့်တဲ့အေးဝါအဲ့ဒူးရတာဟေပိုတော့မပြည့်နဲ့လို့ဟဲ့ဘာလို့နေရတော့ကိုဘောတဲလိုက်ဟာဟေပိုပြည့်နေရလားဟေပိုမပြည့်နဲ့တော့မသေးပါအောင်မယ်မနေ့ပွေးထားပါဆိုရင်မမကြည့်ဘူးဟာသေးပါကျန်စပုံးလားโอเคဟိုရေးပြောစရာနင်းဘာကောင်းနေလဲရိုက်ရမဟုတ်ဒီမှာအတုံးဖြတ်တယ်လို့လုပ်မလို့ဖဲဟဲ့ဟာလို့ဒီမှာအတုံးဖြတ်လို့မရဖြစ်နေဟုတ်ကြပါမလေးမြားနေရိုက်တယ်မဟုတ်လေဒီလိုကင်မရာကိုဒီဘက်လှည့်ပြီးမျက်နှာဘက်လှည့်ပြီးမိုက်ဘောဒီဟဲ့လုံးလို့မရဘူးဖြစ်နေအဲ့ပါအဲ့အရေးကြီးကပြောရခုရှိတယ်ပေါ့နော်ဒီမို့ဒေါင်းကလေဒီမှာအသားစားတက်တော်ဝါရောလေအမှကျွန်တော်ကဘယ်လိုပြောဒီအသားတွေတွားကြည့်ရကွာအဲ့သူတို့ကမစားဘူးမိချောင်းတွေကိုလည်းကြွေးကြည့်ရကွာအဲ့သူတို့ကအသားလုံးဝမစားဘူးလေအဲ့ပြီးကြလေအမှကောက်ရိုးဟိုinventory နဲ့ပြန်ထည့်လိုက်အောင်မယ်ဆိုကင်ထားလေအမှမိချောင်းတွေကအဲ့ကောက်ရိုးနောက်လာကြကွာလုံးဝအတင်းလာကြအဲ့တော့လေကောက်ရိုးကိုကြွေးကြည့်တာ fit ဆွဲခလုတ်လေပေါ်ရကွာအဲ့တော့မှအမှကောက်ရိုးဆိုင်ဆိုတာတိကွာကျန်းတဲ့အကောင်နေတယ်အဲ့လိုဖြစ်နေတာကွာအဲ့ဒါဒီမှာ Bro Thomas ပြောရတော့အမှဘောနော်ဒီ mod create လုပ်တဲ့ဒီ creator အမှအပြင်းကြီးပြီးတော့ sheep လို့ mod sheep လို့တော့ဟိုမှာရှိနေတော့နေအတူတူပဲနော်ငါပဲဘာပြောလဲရှိလို့ခေါင်းလို့အဲ့ကောင်တွေကို copy ပြီးတော့ paste လုပ်လိုက်တာအဲ့လိုပြောရပါတော့အဲ့တော့ဘာပဲဖြစ်နေလို့ကွာအဲ့ဒါတော့ငါလည်းပြီးတော့ဟိုမှာကြားတွေမြောက်တယ်ခဏပြောက်တယ်ကွာရေး slide နေရလေဒီနားမှာစဝတ်နေပြီးတော့ဒီ trace ဆန်တွေကိုနှိမ့်တက်နဲ့နာမည်ပေးလို့မရဘူးဖြစ်နေဘာလို့လဲမသိဘူးနော်အဲ့ more creator ကိုတော့အမလေးသားရှိယူအကြဂုံယူဝမ်းတာကြီးမြောက်မှာပါလေအေးကွာစိတ်ညစ်တယ်အဲ့ more creator ကိုတော့တော်တော်စိတ်ညစ်တယ်ဟုတ်ပါဘူးအဲ့နှိမ့်တက်ပေးလို့မရလို့အကောင့်နဲ့ display နေဖြစ်ကုန်တာဒီမှာမိချောင်းဆိုရင်လည်း6កောင်မွေးထားမှာ2កောင်3កောင်လောက်ပဲကျန်တော့မြောက်ဆိုရင်တကောင်ပါမရှင်တော့အဲ့လိုမြောက်ဆိုရင်6កောင်မွေးထားကွာတကောင်မှမရှိတော့ခဏပြောက်နေဟုတ်တယ်အဲ့တော်တော်စိတ်ညစ်တယ်ပြီးတော့ဒီမှာကြားရတဲ့တူတူပဲကြားရတဲ့ထုံးစံလိုက်ပါပဲအခုမှဒီတကောင်ပဲကျန်တော့ရယ်ဟိုလိမ်မော်အောင်လေးမွေးထားအောင်စိတ်ညစ်တယ်ဟိုဒီဗီဒီယိုကလေကတော့ပါပဲအဲ့တော့ channel လေးကို like and subscribe လုပ်ခဲ့ပါဦး YouTube ပဲတော့အားလုံးကျေးဇူးတင်ပါတယ်ဟဲ့ငါလက်ကပြည့်အနေလုပ်ကြပါဦး
ဟာညောင်ရေး